နောက်တစ်ခုကဒီမှာလူမှုရေးဝန်ကြီးမရှိတဲ့အတွက်ကျွန်တော်ဖြေပါမယ်ဒီပလက်ဝမှာဆရာမပြောင်းရွှေ့ဖို့တင်တဲ့ဥစ္စာရှိပါတယ်ဟုတ်ကဲ့အခုနောက်ဆုံးဒီဇင်ဘာအခု2019ဒီဇင်ဘာ31ရက်ကို209ရှိပါတယ်အဲ့ဒီမှာချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ရဲ့ပြင်ပပေါ့အခြားတဲ့တိုင်းနယ်ပြည်နယ်တိုင်းဒေသကြီးပြည်နယ်ကိုပြောင်းရွှေ့ဖို့တင်တာ69ရှိပြီးတော့100ကျော်ကတော့ဒီချင်းပြည်နယ်အတွင်းမှာပြောင်းဖို့ပလက်ဝကလွဲရင်အခြားရှင်းမြို့နယ်ကိုပြောင်းဖို့တင်တာဖြစ်ပါအလုံး209ဖြစ်ပါတယ်အဲ့ဒီမှာမြို့နယ်ပညာရေးမှုအပါပြောင်းရွှေ့ဖို့တင်တာဖြစ်ပါတယ်ဘာလို့ဆိုတော့ဘာလို့တင်လဲဆိုနေမြေအေးချမ်းတဲ့အတွက်ဒီပြောင်းရွှေ့ဖို့လောက်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမြို့နယ်ကတင်တဲ့ဥစ္စာကခရိုင်ပြည်နယ်ကနေပြီးတော့ပညာရေးဝန်ကြီးဌာနကိုတင်ပြဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒါဒီကျွန်တော်တို့ဒေသမှာလည်းဆရာဆရာမလိုအပ်ချက်ကအများများပါတယ်ဒီအခုနှစ်ပိုင်း2019ဇွန်လကျောင်းဖွင့်တဲ့ရာသီမှာကဆရာဆရာမလိုအပ်ချက်များတဲ့အတွက်ကျောင်း212ကျောင်းမှာပိတ်ထားတာဖြစ်ပါတယ်အဲ့ဒါကိုပြည်တော်စုကိုတင်ပြပြီးမှ360ဒေသခံတွေကိုဒီ volunteer teacher ခန့်လိုက်တဲ့အချိန်ကျမှဒီကျောင်းတွေကဖွင့်လို့ရတာဖြစ်ပါတယ်အခုကျောင်းပေါင်း384ကျောင်းရဲ့ဆရာဆရာမလိုအပ်ချက်က3200လောက်ဖြစ်ပါတယ်သူရဲ့ဖွဲ့စည်းပုံတိုင်းအပြည့်ခန့်မှာဆိုဒါပေမဲ့လက်ရှိပလက်ဝမှာခန့်ထားတာ1280လောက်ပဲရှိပြီးတော့1300လောက်မပြည့်ပါဘူးအဲ့ဒီထက်ကမှအခုလိုထပ်ရွှေ့ပြောင်းသွားမယ်ဆိုရင်ကျောင်းတွေကဆရာဆရာမလိုအပ်ချက်တွေကိုတအားများမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါလေးတွေကိုလည်းပြည်တော်စုပညာရေးဝန်ကြီးဌာနကတော့ပြောင်းရွှေ့ပြီးလို့ရှိရင်အစားပြန်ထိုးပြီးဖို့ဒါလေးတော့ကျွန်တော်တို့ညှိနှိုင်းတင်ပြထားပါတယ်ဒီကျောင်းဆရာမကလို့ဒီကျောင်းမရေးဝန်ထမ်းတွေလည်းပဲ18ဦးကနေပြီးတော့ချင်းပြည်နယ်အစိုးရဆီမှာအကူအညီတောင်းခံထားတဲ့ကျောင်းမရေးဝန်ထမ်းတွေလည်းရှိပါတယ်ဒါတွေလည်းပဲကျွန်တော်တို့ကဒီဖတ်ချက်တို့ရေးထားတဲ့ပြန်လည်စစ်ဆေးရဆိုတပြည်နယ်လုံးပလက်ဝလို့စစ်ပေးဆောင်တဲ့နေရာဒီတိုက်ပွဲရှိတဲ့နေရာပလက်ဝလို့သူတို့ထင်တိုင်းတော့ဆိုပြောရင်ပလက်ဝမြို့နယ်တစ်မြို့နယ်လုံးကသူတွေကဟိုတင်နေရတယ်ဒီကျောင်းမရေးဌာနဘက်ကနေတင်လာဟာတယ်တွေ့ရတယ်ဆိုတော့ဥပမာကျွန်တော်ကမ်ပလစ်နဲ့ကိုက်ရကလေးဟွန်းတနူလို့ဆိုတာကတော့ကမ်ပလစ်နဲ့ကိုက်ရကလေးဟိုတန်းတော့အထက်ပိုင်းနေတာဒီကြတော့လည်းပဲဟိုလိုလိုဆယ်ငင်းငင်းချမ်းချမ်းနဲ့နေတဲ့နေရာတွေပါတချို့နေရာမီးစာတို့ပါလို့ဆိုတာတော့တကယ်ကိုဖြစ်တဲ့နေရာတွေဖြစ်တော့ဒါလည်းပဲဟိုအကူကြီးတောင်းခံတဲ့ပုဂ္ဂိုလ်တွေလည်းပဲတစ်ဖက်မှာကြည့်ဟိုမှာလည်းပဲပြည်သူလူထုရဲ့အကျိုးဟိုဆောင်ရွက်နေရတဲ့ကိစ္စတွေဖြစ်တော့စစ်မဖြစ်တဲ့နေရာတွေလည်းလိုလိုဆယ်မဖြစ်တဲ့နေရာတွေကလည်းပဲအတနာခံတဲ့အားတွေရှိတယ်တကယ်ဖြစ်တဲ့နေရာလည်းပဲအတနာခံတာတွေရှိတယ်ဆိုတဲ့အားတွေဒါလည်းပဲချင်းပြည်နယ်အစိုးရနဲ့တက်ဆိုင်ရာဌာနတွေကနေပြန်လည်စစ်ဆေးပြီးတော့ဒီဆောင်ရွက်ပေးနိုင်တဲ့အတိုင်းအတာမျိုးရှိတဲ့အားတွေဆောင်ရွက်ပေးသွားမှာပါမဆောင်ရွက်ပေးနိုင်တဲ့အားတွေနည်းနည်းညီတက်မှုရှိတဲ့နေရာတွေစစ်မဖြစ်တဲ့နေရာတွေကတော့ဟိုဒါတွေလည်းပဲဒီအစိုးရရဲ့ဌာနတွေရဲ့လုပ်ထုံးလုပ်နည်းများနဲ့ဒီဆက်လက်ပြီးဆောင်ရွက်သွားမယ်ဆိုတာလေးသိချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်